အခုပြောနေတဲ့ရှင်နေကြတာကတော့ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာလူမျိုးတွေရဲ့အကားတွေဖြစ်ပါတယ်ဒီကားတွေသူတို့ဒီလဲလူပြီးတော့ပြောပဲရှင်ကိုကျင်းလာတယ်အဲ့လိုမိတ်ပါတယ်အားလုံးနဲ့ကြားရောက်နေတဲ့ကြည့်ပါကိုမတီးထုံပါကြားကြောင်းမလို့အဆောက်အဦတွေကတော့အရင်တော့မများသေးဘူးပေါ့ကိုမတီထောင်သားတွေဒါပေမဲ့အကြောင်းရင်းတော့တော်တော်ကျဲတယ်ထိုင်းနိုင်ငံတွေရဲ့အကြောင်းတွေပုံစံတိုင်းပဲကွင်းကျဲတယ်ဝင်းကျဲတယ်တော်တော်လဲလေကောင်းလေတန့်ရတယ်တော်ထဲမှာဆိုတော့တော်တော်လဲကောင်းတယ်ဟိုဘက်ဒီဘက်ဆိုရင်တော့တောင်တန်းတွေရှိတယ်ဟိုဘက်တစ်ချက်မှာတော့မြန်မာပြည်နဲ့နီးသွားပြီပေါ့တဝယ်ဘက်တို့ပါတော့ရောက်သွားပြီတော်တော်လဲကောင်းပါတယ်သွားရောက်လေးလာကြပါသွားရောက်လဲပတ်ကြပါလို့ပြောချင်ပါတယ်ပတ်ချပူရီတဲ့ထိုင်းနိုင်ငံရဲ့ကြေးရွာလေးတေးပါပြီးတော့လောအားပေးတယ်လာပြီးတော့ကိုယ်နိုင်ငံကိုယ်သားပြုခဲ့ရရပါတယ်ဆရာတော်မိတ်ပါတယ်ကျေးဇူးWhisper truth as they flow down. Oh, 33 acres. Our songs entwine with the trees that stand, knotted in time like each echoing step on the forest floor. Opens a world through an ancient door. Silence alive, yet brimming with sound. Arms of solitude. I am whispering pines. Sing me your tune. Caught in the rhythm. The stars teach me the language of us.